တော်လမီဝပြည်သူအပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘတ်စင်တင်ဆက်ပေးနေကြဖြစ်တဲ့စစ်တရင်လွာကဏ္ဍနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဘက်မှာတော့2026ခုနှစ်ဇူလိုင်လ9ရက်အတွဲနှစ်အမှတ်3ကာကွယ်ရေးစာစဉ်မှာပါရှိတဲ့ဆရာကြောက်ကျဲရဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆောင်းပါးလေးအကောင်းစဉ်ကတော့တာဝေးစိတ်ဓာတ်နဲ့ရေရှည်တောင့်ခံနိုင်စွမ်းပဲဖြစ်ပါတယ်တာတို့မှာခွန်အားတာလက်မှာဆုံးဖြတ်တာဝေးမှာစိတ်သက်ဆိုတဲ့ဒေါက်တာတေသာဆန်ပြောတဲ့သတိပေးချက်လေးတစ်ခုကအတွေးတဲ့နက်နဲရောက်နေပါတယ်ဒီသတိပေးချက်လေးဟာတော်လိုင်းဘက်တော်သားတွေအလုံးအတွက်လက်ရှိကာလမှာအထူးသတိပြုရမယ့်လက်တွေ့ကျတဲ့နှိုးဆော်ချက်တစ်ခုလို့လည်းဆိုနိုင်ပါလိမ့်မယ်တော်လိုင်းပြည်လန်းဟာတာတိုနဲ့တာလက်မဟုတ်တော့ဘဲနဲ့မိုင်ပေါင်းများစွာကိုဖြတ်တန်းရတော့မဲ့တာဝေးမာရသွန်ဖြစ်လာတဲ့အခါမှာတော့စိတ်သက်ခိုင်မာဖို့ကအရေးကြီးလာခဲ့ပါပြီ။တစ်ဆက်တည်းမှာပဲကမ္ဘာသမိုင်းတစ်လျှောက်ဖြစ်ပေါ်ခဲ့တဲ့တော်လှန်ရေးအောင်ပွဲတွေမှာအသုံးပြုခဲ့ကြတဲ့ရည်ရှည်တောင့်ခံနိုင်စွမ်း resilience ကိုပါထပ်ဖြည့်စဉ်းစားစရာဖြစ်လာပါတယ်။တာဝေးတွေလိုအပ်တဲ့စိတ်သက် moral နဲ့ရည်ရှည်တောင့်ခံနိုင်စွမ်း resilience ကဘယ်လိုမျိုးဆက်နေပါသလဲ။စင်စင်အဖြစ်စိတ်သက်ဆိုတာကိုငါတို့နိုင်ရမယ်အဆုံးထိတိုက်ကြမယ်စသဖြင့်ရင်ထဲမှာတောက်လောင်နေတဲ့မိတောက်အဖြစ်ဆိုကြပါစို့တခါတလေမှာတာဝေခရီးမှုကျုံလာနိုင်တဲ့မိုးသက်မှုန်တိုင်းတန်တွေကြောင့်ဒီမိတောက်လေးဟာအာနယ်မှိန်ဖြော့သွားတာမျိုးရင်းခါလှုပ်ရမ်းသွားတာမျိုးတော့ရှိကောင်းရှိနိုင်ပါလိမ့်မယ်အဲ့ဒီလိုအခါမျိုးမှာမိတောက်လေးငြိမ့်မသွားအောင်ကောက်ွယ်ပေးမယ်ဒါမှမဟုတ်အားကောင်းကောင်းနဲ့ဆက်လက်တောက်လောင်အောင်အဖြစ်ပေးမဲ့လောင်စာအင်ဂျင်ကတော့ရေရှည်တောင့်ခံနိုင်စွမ်း resilience ပဲဖြစ်ပါတယ်ဘလို့အခက်အခဲတွေကြောင့်ပဲဖြစ်ဖြစ်လဲကျသွားသည့်တိုင်အောင်ဒဏ်ရာတန်ချက်တွေကိုကုသပြီးတော့ပြန်ထနိုင်စွမ်းနာကျင်သွားရင်တော့ဆက်လက်ရှင်သန်နိုင်စွမ်းအရှုံးတွေအပြီးမှာတော့ပြန်လည်စူးစီးနိုင်စွမ်းကိုပဲရေရှည်တောင့်ခံနိုင်စွမ်းလို့ခေါ်ဆိုရမှာပဲဖြစ်ပါတယ်အဲ့ဒီရေရှည်တောင့်ခံနိုင်စွမ်းကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်လဲကိုယ်ရင်ဆိုင်ရမယ်ရန်သူရဲ့သဘောတဘာဝနဲ့အရှိတရားကိုသိမြင်ထားဖို့ကလိုအပ်ပါလိမ့်မယ်တကယ်တော့စေအုပ်စုဟာအာဏာသိမ်းချိန်တိုင်းနိုင်ငံကိုကယ်တင်ဖို့ဆိုတဲ့စကားလုံးတွေကိုရိုးအီနေအောင်အသုံးပြုလေ့ရှိကြပေမယ့်တမိုင်းကိုတေချာကြည့်လိုက်ရင်အာဏာရှင်စနစ်ဟာနိုင်ငံအတွက်ထက်လက်တဆုပ်လူတစုရဲ့အာဏာငွေကြေးလုံခြုံရေးနဲ့အခွင့်အထူးတွေကိုကာကွယ်ဖို့ပဲဦးစားပေးလှုပ်ဆောင်ခဲ့ကြတာပါမြန်မာနိုင်ငံမှာလည်းတက်မတော်ဆိုတဲ့အဖွဲ့အစည်းဟာလွတ်လပ်ရေးရပြီးကစားနိုင်ငံတော်တည်ဆောက်ရေးမှာအရေးပါခဲ့ပူပေမယ့်အချိန်ကြာလာတဲ့နဲ့အမျှသူတို့ရဲ့အခွင့်အထူးကံအနေအထားကိုကာကွယ်ဖို့အတွက်နိုင်ငံရဲ့စစ်တပ်အဖြစ်ကနေစစ်တပ်ရဲ့နိုင်ငံအဖြစ်ကိုပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်ကာလကြာလာနဲ့အမျှသူတို့ဟာတာမန်အာဏာမမောမြူမျိုးမဟုတ်တော့ဘဲနဲ့နိုင်ငံရေးစီးပွားရေးပညာရေးမီဒီယာနဲ့ဘာသာရေးတွေအထိအလုံးစုံချုပ်ကန်နိုင်မဲ့အာဏာလဝကြီးအုံမှုမျိုးကိုသူတို့ရဲ့အကျိုးစီးပွားတစ်ခုတည်းအပေါ်မှာအခြေပြုတည်ဆောက်နေတာပဲဖြစ်ပါတယ်ဆိုရရင်လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာဟာစေအုပ်စုရဲ့အခွင့်အထူးကံအာဏာအကျိုးစီးပွားခရိုနီစီးပွားအုပ်ချုပ်ရေးရန်တရားနဲ့ကြောက်ရွံ့မှုတွေကိုအခြေခံတဲ့အုပ်ချုပ်မှုပုံစံတွေကနေအမြင့်တွယ်ထားတဲ့စနစ်တစ်ခုရှိနေလို့ပဲဖြစ်ပါတယ်သူတို့ဟာအဲ့ဒီအဆောက်အုံကြီးပြိုကျမသွားစေရေးကာကွယ်ဖို့အတွက်ညှင်းဆဲတပ်ဖြတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေဖိနှိပ်မှုတွေနဲ့စီးပွားရေးချုံနှောင်မှုတွေကိုပါကန့်သက်ချက်မရှိလှုပ်ဆောင်ရဲနေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့လူသားသမိုင်းတခြားပြန်ကြည့်မယ်ဆိုရင်ဘလောက်ပဲအင်အားကြီးမားတဲ့အကျိုးစီးပွားအုပ်စုတွေဖြစ်ပါစေပြည်သူလူထုကိုတော့အောင်နိုင်ခြင်းမရှိပါဘူး18ရာစုပြင်သစ်တော်လှန်ရေးအစမှာဘရင်စနစ်ဟာအလွန်ကြီးမားခဲ့ပြီးတော့စစ်တပ်ဖျားเจ้าနဲ့ငွေကြေးချမ်းသာတဲ့အထက်တန်းလွှာတွေစုစည်းခဲ့ကြပေမယ့်သူတို့ရဲ့အခွင့်အရေးမညီမျှမှုနဲ့အာဏာရှင်စံမှုအပေါ်မှာလူတို့ရဲ့ကြက်တဲနာကျင်မှုတွေကနေပြီးတော့စုစည်းလာတဲ့စိတ်ဓာတ်ကနောက်ဆုံးမှာစနစ်တစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ်အဲဒီလိုပါပဲရုရှားဒေါ်လာရေးတရုတ်ကွန်မြူနစ်ဒေါ်လာရေးဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲတောင်အာဖရိကရဲ့အပတ်ရိုက်ဆန့်ကျင်ရေးနဲ့
လက်တင်အမေရိကစစ်အာဏာရှင်စန့်ကျင်ရေးသမိုင်းတွေမှာလည်းအာဏာရှင်တွေဟာအစာပိုင်းမှာမရှုံးနိမ့်နိုင်တဲ့အင်အားလိုတောင်ထင်ရပေမယ့်နောက်ဆုံးမှာပြည်သူလူထုရဲ့စိတ်ဓာတ်နဲ့ရေရှည်တောင့်ခံနိုင်စွမ်းတို့ရဲ့ရှေးမောက်မှာဒူးထောက်ခဲ့ကြရစမြဲဖြစ်ပါတယ်။ဒါကြောင့်ပဲသမိုင်းအရတော်လှန်ရေးဆိုတာအစိုးရတစ်ခုပြုတ်ကျသွားခြင်းတစ်ခုတည်းမဟုတ်ပါဘူး။လူအဖွဲ့အစည်းတစ်ခုရဲ့ကြောက်ရွံ့မှုပုံစံယုံကြည်မှုပုံစံနဲ့အနာဂတ်ကိုမျှော်လင့်တဲ့အမြင်တွေပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။လူတွေကကြောက်ရွံ့မှုထက်မျှော်လင့်ချက်ကိုရွေးချယ်လာပြီးငါတယောက်တည်းဘာမှမတတ်နိုင်ဘူးလေဆိုတဲ့အတွေးကနေငါတို့အားလုံးပူးပေါင်းရင်ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့စိတ်သက်အခြေအနေကိုကူးပြောင်းသွားတဲ့အချိန်မျိုးမှာဖိနှိပ်ထားသမျှအာဏာရှင်ရဲ့စနစ်ရန်တရားတွေကိုစတင်ထိုးနှက်တိုက်ခိုက်လာပါတော့တယ်။အာဏာရှင်တွေဟာပြည်သူလူထုကိုအာရော့စေခြင်းပြီးတော့မင်းတို့ဘာမှမတတ်နိုင်ဘူးကွာဆိုတဲ့စိတ်ဓာတ်ကိုရိုက်သွင်းပေးခြင်းတက်ကြပါတယ်။ဒါပေမဲ့အာဏာရှင်စနစ်မှာထာဝရမတည်မြဲဘူးဆိုတာကိုလူသားသမိုင်းပြောင်းလဲမှုတွေကသက်သေပြုနေပါတယ်။အချို့စနစ်တွေကနှစ်ပေါင်းများစွာကြာမြင့်ပြီးလူပေါင်းများစွာကိုနာကျင်စေနိုင်ခဲ့ပေမဲ့လူအဖွဲ့အစည်းတစ်ခုလုံးရဲ့မျှော်လင့်ချက်နဲ့တဖြည်းဖြည်းပြောင်းလဲလာတဲ့အသည့်စိတ်ကိုတော့ဘယ်အာဏာရှင်စနစ်ကမှမထိန်ချုပ်နိုင်ခဲ့ကြပါဘူး။ဒါကြောင့်လက်ရှိချိန်မှာအရေးကြီးဆုံးဟာအားမလျှော့ဖို့ဖြစ်ပြီးတော့တော်လှန်ရေးသမိုင်းတွေကလမ်းပြပေးနေတာကလည်းအောင်မြင်ခြင်းမှာရေရှည်တောင့်ခံနိုင်စွမ်း resilience ကအရေးတကြီးလိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။အနိုင်ရခဲ့တဲ့တော်လှန်ရေးတိုင်းရဲ့နောက်ွယ်မှာပြီးဆက်ခဲ့ရတဲ့ဘဝတွေအသက်တွေချွေသွေးနာကျင်မှုတွေစိတ်ပြတ်မှုတွေနဲ့အချင်းချင်းသဘောထားကွဲလွဲမှုတွေအများကြီးရှိခဲ့ကြပေမယ့်စိတ်ဓာတ်နဲ့တောင့်ခံနိုင်စွမ်းကပဲသူတို့ကိုဆက်လက်တိုက်ပွဲဝင်အောင်မြင်စေခဲ့တာပဲဖြစ်ပါတယ်။လက်ရှိကာလစေအုပ်စုမှာလက်နဲ့ငွေကြေးနဲ့အဖွဲ့အစည်းရန်တရားတာလွန်မှုတွေရှိနိုင်ပေမယ့်စနစ်တစ်ခုကိုပြောင်းလဲခြင်းနေတဲ့ပြည်သူလူထုရဲ့စိတ်ဓာတ်အသိဉာဏ်စုစည်းနိုင်မှုနဲ့ရည်ရှိတောင့်ခံနိုင်စွမ်းအားတွေကပဲအနာဂတ်အောင်မြင်မှုကိုအဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ဒီချက်ကိုကမ္ဘာတော်လှန်ရေးသမိုင်းရာစုနှစ်အဆက်ဆက်မှာလူထုကအကြိမ်ကြိမ်သက်သေပြခဲ့တာကိုလည်းလေ့လာကြည့်ရင်တွေ့နိုင်ပါလိမ့်မယ်။နောက်ဆုံးမှာအနိုင်ရသွားတာဟာပြည်သူလူထုရဲ့အကြောက်တရားမဟုတ်ဘဲမျှော်လင့်ချက်ဖြစ်နေတာကိုလည်းတွေ့ရပါလိမ့်မယ်ဆိုတာကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။